အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကပေါ့နော်အခုဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်ကနေစပြီးတော့ပေါ့နော်ဒီတစ်ပတ်အတွင်းတစ်လအတွင်းเนาะအဲ့အချိန်ကာလအတွင်းမှာကိုကြုံတွေ့ရမယ့်ငွေကြေးကံအခြေအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြည့်ပေးမယ်ပေါ့နော်ငွေကြေးကံအခြေအနေနဲ့ပတ်သက်ပြီးတော့လက်လာပါတွေအဆင်ပြေမှုရှိမရှိပေါ့နော်လက်လာပါနဲ့လက်လာပါတွေပိတ်နေတဲ့သူတွေအတွက်ဆိုရင်လည်းလောက်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအဆင်ပြေမှုတွေဖြစ်လာနိုင်မလဲဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပေးမှာဖြစ်ပါတယ်ဆိုတော့နော်ဒါ collective reading ဆိုတာအထက်ပိုင်းလေးရွေးလိုက်ပြီပေါ့နော် file 1 file 2နော်ကိုနှစ်သက်ရနံပါတ်တစ်ခုကိုရွေးပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်မဘက်ကနေအရင်ဆုံးကြိုပြီးတော့ကတ်လေးတွေဆွဲထားလိုက်မယ်နော်โอเคဒါကတော့ file 1လေးအတွက်ပေါ့နော်ဟောfile 1လေးအတွက်ကတော့ငွေချင်းနဲ့ပတ်သက်လာပြီပေါ့နော်အသက်ရှိမှာပေါ့နော်ကိုကလေငွေကိုဘယ်လိုမျိုးရှာရမလဲဒါကိုကောင်းကောင်းသိနေပြီဒီလားနော်ငွေဘယ်လိုရှာရမလဲငွေရရှိလာတဲ့ငွေကိုငွေချင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တည်ငြိမ်တဲ့အလားအလာတွေရှိနေပြီဆိုတဲ့အနေအထားနော်အခုကြည့်နေတဲ့ကာလကနေပြီးတော့ပေါ့နော်ငွေချင်းနဲ့ပတ်သက်ပြီးတည်ငြိမ်မှုအလားအလာတွေအများကြီးရှိနေတယ်ကိုကလေဘဝမှာပေါ့နော်ငွေနဲ့ပတ်သက်လာရင်ပဲဖြစ်ဖြစ်ပေါ့နော်တခြားအရာနဲ့ဖြစ်ဖြစ်ရင့်ကျက်နေပြီနော်ရင့်ကျက်နေပြီငွေနဲ့ပတ်သက်လာရင်ငွေကိုဘယ်လိုမျိုးအသုံးချရမလဲဘယ်လိုသုံးရမလဲဘယ်လိုရှာရမလဲဆိုတော့ကောင်းကောင်းသဘောပေါက်တဲ့သူတွေဖြစ်နေပြီဆိုတော့အကျိုးအမြတ်ကိုအဓိကကြည့်ပြီးတော့ယင်းနှိမ့်မြုပ်နှံမှုတွေပေါ့နော်လုတ်တက်တဲ့လုတ်ချင်တဲ့အဲ့လိုမျိုးစိတ်နေသဘောထားရလည်းရှိရပေါ့နော်အဲ့လိုမျိုးကောင်းကောင်းကငွေဘယ်လိုရှာမလဲဆိုတော့ကောင်းကောင်းသိနေပြီးသားသူတွေဖြစ်တယ်ဆိုတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကလေရှေ့ဆက်ပြီးတော့ဘယ်လိုမျိုးငွေချင်းနဲ့ပတ်သက်လာရလာတဲ့ငွေတွေကိုဘယ်လိုမျိုးရင်းနှီးမြှုပ်နှံမှုတွေလုပ်မလဲနော်လက်ထဲမှာကင်ရမျိုးမဟုတ်ဘဲနဲ့တိုးပွားလာအောင်ဘယ်လိုလုပ်မလဲဆိုတာကိုစီမှာအကြံစီကောင်းနေရှိတယ်အဲ့အကြံစီတိုင်းလက်တွေ့လှုပ်ဆောင်မှုလိုအပ်တယ်ပေါ့နော်โอเคအဲ့တော့once ကကြာလာတယ်ဆိုတော့လေအခုလာမဲ့အခုကြည့်နေတဲ့အချိန်ကနေပြီးတော့တပတ်တစ်လပေါ့နော်အဲ့ကာလအတွင်းမှာငွေချင်းနဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေပေါ့နော်သတင်းကောင်းကိုမျှော်လင့်နေတဲ့အရာတွေသတင်းကောင်းတွေရလာကြားရတာမျိုးရှိမယ်ပေါ့နော်ကိုကမျှော်လင့်နေတဲ့အရာတွေဥပမာပေါ့နော်အကျိုးအမြတ်ကိုပေါ့နော်ဒီလုပ်ငန်းခွင်မှာဆိုလဲကိုကအကျိုးအမြတ်တစ်ခုစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လာရင်ပေါ့နော်အကျိုးအမြတ်တစ်ခုကိုလိုချင်နေရဆိုရင်အဲ့အကျိုးအမြတ်ကိုကိုယ့်စီကိုအခွင့်အရေးအနေနဲ့ရလာနိုင်တဲ့အနေအထားတွေရှိတယ်သတင်းကောင်းကြားရတယ်ပေါ့နော်မျှော်လင့်ထားတဲ့အကျိုးအမြတ်တွေအကျိုးခံစား권တွေကိုရလာဖို့ရှိတယ်အရှိန်အဟုန်နဲ့ပေါ့နော်လုံဆောင်ဖို့အခွင့်အရေးတွေကိုလက်ထဲကိုရောက်လာနိုင်မယ်နော်အဲ့လိုမျိုးနေထားရရှိနေတယ်လုပ်ငန်းအခွင့်အရေးပေါ်ရလာမယ်ပေါ့နော်ကိုမျှော်လင့်နေတဲ့အတိုင်းအဆက်အသွယ်ကောင်းတွေရလာမယ်ဒီလိုမျိုးအနေထားရရှိနေပါတယ်နော်ဒါက801အဲ့တော့ပြောမယ်ဆိုရင်ပေါ့နော်ဒီ8 source ကကြားတဲ့အတွက်ကိုကလေအတိတ်မှာတော့ပေါ့နော်ငွေချင်းနဲ့ပတ်သက်လာရင်စီးပွားလုပ်ငန်းနဲ့ပတ်သက်လာရင်ကိုကလေမလှုပ်ချင်ပေါ့နော်ကိုလှုပ်ချင်တဲ့အတိုင်းကိုလှုပ်ခွင့်မရဘူးပေါ့နော်အဲ့လိုမျိုးအရာတွေစိုးရိမ်စိတ်တွေကြောက်စိတ်တွေကဖိနှိပ်ချုပ်ချယ်မှုတွေလိုမျိုးအရာတွေဖြစ်ခဲ့တယ်ဆိုတော့လက်ရှိမှာအဲ့လိုမျိုးအရာတွေကိုပေါ့နော်စိုးရိမ်ကြောက်လန့်မှုတွေကိုဖယ်ရှားပစ်ဖို့လိုတယ်ကိုရလာတဲ့အခွင့်အရေးကိုတည်တည်ချာချာဖန်ဆုပ်ပြီးတော့ပေါ့နော်စီးပွားရေးမှာလက်တွေ့လှုပ်ဆောင်ဖို့အတွက်လိုအပ်နေတယ်နော်အဲ့တော့အတိတ်မှာတော့အရင်တော့ကိုကပေါ့နော်ငွေချင်းနဲ့ပတ်သက်လာရင်ကိုမျောလင်းတဲ့အတိုင်းလုပ်ခွင့်မရတာတွေကိုယ့်ရဲ့ skill တွေပေါ့နော်ကိုဘယ်လိုကိုယ့်ရဲ့အရေးချင်းတွေကိုထုတ်ပြခွင့်မရတာတွေဒီလိုမျိုးအရာတွေရှိခဲ့တယ်ဒါပေမဲ့အခုကြည့်နေတဲ့အချိန်ကနေပြီးတော့လာမယ်တစ်လအတွင်းတစ်ပတ်အတွင်းမှာပေါ့နော်ကိုယ့်ရဲ့အရေးချင်းတွေကိုထုတ်ပြနိုင်တော့မယ်ဆိုတဲ့အနေအထားနော်အဲ့တော့1 scan ကြတဲ့အတွက်ထုတ်ပြနိုင်တော့မယ်အနေအထားတွေအရှိန်အဟုန်နဲ့ကိုယ့်ရဲ့လက်ကိုစီးပွားရေးပေါ့နော်စီးပွားရေးတိုးပွားဖို့ဘယ်လိုလက်တွေ့လှုပ်ဆောင်မလဲဆိုတဲ့အနေအထားမျိုးတွေဒါမျိုးရှိလာနိုင်တယ်နော်အဲ့တော့စိုးရင်ကြောက်လန့်မှုတွေကိုဖယ်ရှားပစ်ဖို့လိုအပ်နေရနော်အဲ့တော့သဘောကကြတဲ့အတွက်ပေါ့နော်ပြောမယ်ဆိုရင်တော့ငွေချင်းနဲ့ပတ်သက်လာရင်အရင်တော့ကကြုံခဲ့တဲ့အရာတွေအဆင်မပြေမှုတွေကပြီးဆုံးတော့မယ်ဆိုတဲ့နမိတ်နော်ပြီးဆုံးတော့မယ်အဲ့တော့အရှိမကိုကပေါ့နော်ငွေချင်းနဲ့ပတ်သက်လာပြီးတော့ဒုက္ခတွေဆင်းရဲခံရတယ်ဆိုရင်လည်းအခုမကြခင်မှာအဲ့ဒီအရာတွေကပြီးဆုံးသွားတော့မယ်ကိုယ့်လက်ထဲကိုရလာတဲ့အခွင့်အရေးကိုတည်တည်ချာဖန်ဆုပ်ပြီးတော့လုပ်ကိုင်မှုလိုအပ်နေရနော်ဒီပိုင်းဝင်လေးတွေကOkay ဒါက forecast ကြတယ်ဆို forecast ကြတယ်ဆိုတဲ့အနေအထားမျိုးမှာကိုကလေကိုကပေါ့နော်ကံကြမ္မာကကို့အခွင့်အရေးတွေပေးနေဒါပေမဲ့ကိုကအဲ့လိုအခွင့်အရေးတွေကိုမမြင်မဲနဲ့ပေါ့နော်ကိုလိုချင်တဲ့အရာကတခြားကိုစီကိုရောက်လာတဲ့အခွင့်အရေးကတခြားအဲ့လိုမျိုးလုပ်နေတယ်အဲ့တော့အဲ့လိုမလုပ်ပါနဲ့
နော်တခါတလေကျရင်ကိုယ့်အတွက်မဟုတ်တဲ့အရာတွေကိုကြည့်ပြီးတော့ပေါ့နော်ကိုလက်ထဲကိုရောက်လာတဲ့အခွင့်အရေးတွေကိုလက်လွတ်သွားရတာမျိုးဖြစ်တတ်တယ်နော်အဲ့လိုမျိုးမဖြစ်ဖို့အတွက်ကံကြမ္မာကကိုငွေချင်းနဲ့ပတ်သက်ပြီးတော့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးငွေချင်းဆိုတာကအဓိကတော့ဒီစီးပွားရေးလုပ်ငန်းကနေပဲလာမှာပေါ့နော်အဓိကမမျောဒီထီပေါက်တာရေးပါအဲ့လိုမျိုးစိတ်ကူးရင်ဆန်တဲ့အရာတွေထက်ပေါ့နော်တကယ်လက်တွေ့ကျတဲ့ငွေကြေးရရှိမှုဆိုတာကိုယ့်ရဲ့အလုပ်လုံးမှာပတ်ဆိုင်ရမှာလေဟုတ်တယ်မလားအဲ့တော့အလုပ်လုံးမှာပတ်ဆိုင်ရမှာဖြစ်တဲ့အတွက်ကိုယ့်လက်ထဲကိုကံကြမ္မာကပေးနေတဲ့အခွင့်အရေးတစ်ခုအဲ့ဒါကိုလက်တွေ့အကောင့်ထဲပေါ်မယ်အမိရဖန်းဆိုပြီးလုပ်ခိုင်းမှာနော်ကိုယ့်အတွက်မဖြစ်နိုင်တဲ့အရာတွေကိုလောဘတက်မနေပဲနဲ့နော်ကိုယ့်အတွက်တကယ်ခွင့်ရေးတွေကိုလက်တွေ့ဖန်းဆိုပြီးတော့လုပ်ခိုင်းခြင်းပြင်ငွေချင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေကံကောင်းမှုတွေရှိလာနိုင်ပါတယ်နော်ဒါဖိုင်ဝမ်လေးအတွက်ပါဒါကတော့ပိုင်တူးလေးအတွက်ပါနော်ပိုင်တူးလေးအတွက်ကတော့ပထမဆုံးသဆန်းကတ်ကြတယ်သဆန်းကတော့ပြောမယ်ဆိုရင်တော့ဒါအကောင်းဘက်များတဲ့ကတ်ပေါ့နော်ဒါကောင်းတယ်ဆိုတဲ့နမိတ်ပေါ့ဒါပေမဲ့အခုအခြေအနေမှာနော်ဒီကတ်တွေအားလုံးခြုံငုံပြောရမယ်ဆိုရင်တော့ဒီအတိတ်မှာတော့ကလေဒီပိုင်တူးလေးတွေကဘယ်လိုဖြစ်ခဲ့လဲဆိုရင်ငွေချင်းနဲ့ပတ်သက်လာရင်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လာရင်ပေါ့နော်ကိုကလေအဆင်မပြေမှုတွေကြုံခဲ့တယ်ဘယ်လိုအဆင်မပြေမှုလဲဆိုရင်ပေါ့နော်ကိုကငွေချင်းနဲ့ပတ်သက်လာရင်ကိုယ့်ရဲ့ပေါ့နော်စိတ်ခံစားချက်တွေကနည်းနည်းလေးလွဲချော်နေတယ်ဒီလားအဲ့တော့အကောင်းမြင်စိတ်ပေါ့နော်အဓိကငွေချင်းနဲ့ပတ်သက်လာရင်အကောင်းမြင်စိတ်ထားဖို့လိုတာနော်အဲ့လိုမျိုးအခြေအနေဖြစ်နေတယ်အဲ့တော့လက်ရှိမှာဒီဘိုင်တူးလေးတွေကိုဘယ်လိုမျိုးအကြံပေးရမလဲဆိုရင်ငွေချင်းနဲ့ပတ်သက်လာရင်ပဲဖြစ်ဖြစ်ဘယ်အရာပဲဖြစ်ဖြစ် positive energy ပေါ့နော်အကောင်းမြင်စိတ်လေးထားပြီးတော့လှုပ်ဆောင်ဖို့လိုအပ်နေရဆိုရင်အနေထားခလေးတယောက်လိုရိုးသားဖြူစင်တဲ့စိတ်နော်လွတ်လပ်ပေါ်ပါတဲ့စိတ်လွတ်လပ်ပေါ်ပါတဲ့ energy အဲ့လိုမျိုး energy ကမှတကယ်ကိုစစ်မှန်တဲ့ abundance energy ဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီပိုင်တူးလေးတွေကဒီလိုမျိုး energy နဲ့ငွေချင်းနဲ့ပတ်သက်လာပြီးဘယ်လိုမျိုးကံကောင်းခြင်းတွေကိုဆွဲယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုပြန်ပြီးတော့စတင်ဖို့လိုအပ်နေရယ်နော်အတိတ်ကအရာတွေခောက်ဝါချခဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်တခြားအရာနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ကိုမှရှိနေရပေါ့နော်မကောင်းတဲ့အမှုအချင်းတွေမကောင်းတဲ့စိတ်နေသဘောထားတွေဒါတွေလွတ်ချပြီးတော့အကောင်းမြင်စိတ်လေးထားဖို့လိုအပ်နေရယ်နော်ရှုပ်ထွေးနေတဲ့အခြေအနေတွေကနေပြီးတော့အဖြေတစ်ခုကိုရှာဖွေဖို့လိုအပ်နေတယ်နော်လွတ်လပ်ပေါ်ပါတဲ့အခြေအနေတစ်ခုကိုရရှိဖို့အတွက်ကိုယ့်စိတ်ကိုအဓိကပြောင်းလဲဖို့လိုအပ်နေတယ်နော်အသိဉာဏ်တွေပွင့်လာနိုင်တဲ့အနေအထားမျိုးရှိနေတယ်အရာအလုံးပိုကောင်းပြီးတော့ပိုကောင်းဖို့အတွက်ဖြစ်လာတယ်ဆိုတော့ဘောနော်တခုခုအဆင်မပြေအောင်ကြုံနေဆိုရင်လေပိုကောင်းဖို့ဖြစ်လာတာဆိုတော့စိတ်မျိုး energy မျိုးဒီလိုမျိုးစိတ်မျိုးလေးထားပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုတွေရှိလာနိုင်တယ်ဆိုရင်နမိတ်ဖြစ်တယ်နော်အဲ့တော့7 of Pentacle 7 of Pentacle နဲ့ကြားတဲ့အတွက်ပေါ့နော်လက်ရှိမှာငွေချင်းနဲ့ပတ်သက်ပြီးအကျိုးအမြတ်တွေကလက်ရှိမှာခံစားဖို့တော့မရှိသေးဘူးစောင့်နေရတယ်ပေါ့နော်အခုအကန့်အသတ်တစ်ခုကိုစောင့်နေရတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ထားတယ်ဆိုရင်ပေါ့နော်အလုပ်ကန်းခွင်မှာဆိုရင်လည်းအဲ့လိုပဲလုပ်ကန်းခွင်မှာရင်းနှီးမြှုပ်နှံထားတဲ့အရာတွေကိုလုပ်ထားတဲ့အရာတွေအတိုင်းကိုအခုချိန်မှာပေါ့နော်ပြန်ပြီးတော့အကျိုးအမြတ်ခံစားခွင့်ရှိဖို့ကနည်းနည်းလေးအလန့်ဝေးနေသေးတယ်ပေါ့နော်ချက်ချင်းမှာအဆင်ပြေလာလို့ဆိုရင်အဆင်ပြေဖို့အတွက်တော့မရှိနိုင်သေးဘူးကိုလှုပ်ထားတဲ့ကိုစိုက်ထားတဲ့အသီးအပွင့်တွေကိုရိတ်သိမ်းဖို့အတွက်ကိုစောင့်နေရတယ်ဆိုရင်အနေထားတော့ရှိနေသေးတယ်နော်အဲ့တော့the tower ကလည်းကြာလာဆိုတော့ကိုကလေဒီငွေချင်းနဲ့ပတ်သက်လာပြီးတော့ပေါ့နော်အခြေအနေတွေရုတ်တရက်ပြောင်းလဲခြင်းတွေဖြစ်ပေါ်လာနိုင်တဲ့အနေအထားရှိနေတယ်နော်အဲ့တော့ကိုကလေပြောမယ်ဆိုရင်ဒီပိုင်တူးလေးတွေကပြောင်းလဲခြင်းနမိတ်ပေါ့နော်အခုကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့စိတ်တွေသဘောထားတွေဒါတွေအားလုံးပြောင်းလဲဖြစ်တော့မှာပဲငွေချင်းနဲ့ပတ်သက်ပြီးကံကောင်းမယ်ဆိုရင်ပုံစံမျိုးနော်ပြောင်းလဲလာနိုင်လိမ့်မယ်နော်ကံကြမ္မာကကိုယ်ပြောင်းလဲအပြောင်းအလဲကြီးတစ်ခုကိုလှုပ်တော့မယ်ဆိုရင်အနေထားနော်စိတ်ရှည်သီးခံရမယ်နော်7တော့7တော့ဗန္ဒကကကြတဲ့အတွက်စိတ်ရှည်သီးခံဖို့လိုအပ်နေတယ်အကျိုးမြတ်ရဖို့အတွက်ကိုစိတ်ရှည်သီးခံမှရမယ်ပြီးတော့ဒီထာဝါကကြတဲ့အတွက်ကိုကပေါ့နော်ကိုယ်စီမှာ suddenly changes ပေါ့ရုတ်တရက်ပြောင်းလဲခြင်းတွေဖြစ်ပေါ်မယ်အဲ့အပြောင်းလဲတွေကလေပေါ့နော်အပေါ်ရကြည့်ရင်တော့အခွင့်အရေးတွေဆုံးရှုံးသွားရတယ်ဆိုရက်အနေအထားဖြစ်ပေမဲ့ပေါ့နော်တကယ်လည်းပြောရမယ်ဆိုရင်တော့ပိုကောင်းမှုဖြစ်လာတာနော်တချို့သောပြောင်းလဲခြင်းတွေကပေါ့နော်ကိုယ့်ရဲ့အတိတ်က version တစ်ခုကိုပြောင်းလဲတယ်ဆိုတော့ပိုကောင်းတဲ့ version တစ်ခုဖြစ်ဖို့အတွက်ကိုအတိတ်ကအရာတွေကိုပြောင်းလဲပြဖို့လိုအပ်နေတဲ့အတွက်ပြောင်းလဲသွားတယ်ဆိုရင်အနေအထားရှိတယ်နော်ဒီမှာဘာလို့လဲဆိုရင်ဒီမှာ3 of cupနော်3 of cup ကြတဲ့အတွက်လုပ်ငန်းစီးပွားရေးအတွက်ငွေကြေးအတွက်ကိုစီကိုပေါ့နော်ရင်းနှီးမြှုပ်နှံမဲ့သူတွေကိုနဲ့အတူတွဲဖက်လှုပ်ဆောင်ပြီးတော့ပေါ့နော်စီးပွားရေးမှာဆိုရင်အကုန်တကယ်ကိုလက်တွဲပေါ်ကောင်း partnership ကောင်းပေါ့နော်တကယ်ကိုအကျိုးအမြတ်ပေးနိုင်မဲ့သူတွေနဲ့တွေ့ဖို့ရှိရယ်နော်ဒီထာဝါကကြပြီးနောက်ပိုင်းမှာနော်အပြောင်းလဲဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းမှာကိုအပေါ်မှာကိုအတွက်တကယ်အကျိုးအမြတ်ရှိမဲ့စီးပွားရေးလုပ်ငန်းအတွက်တကယ်အကျိုးအမြတ်ပေးခံစား권ရမဲ့ခံစား권တွေပေးနိုင်တဲ့လုပ်ပေါ်ခိုင်းဘက်ကောင်းတွေနဲ့တွေ့ရမယ်နော်အဲ့တော့
sense of gap အဲ့တော့ sense of gap ကြတဲ့အတွက်ကိုကလေဘယ်လိုလဲဆိုရင်ကိုယ့်စီကိုရလာတဲ့ပေါ့နော်ဒီလိုမျိုးpartnership တွေကပေးလာတဲ့အခွင့်အရေးတွေကိုကိုကတေချာလေးဖန်ဆုပ်ဖို့လိုတယ်နော်အဲ့တော့အခုရလာတဲ့ကိုယ့်စီကိုရလာတဲ့ကံကြမ္မာကအခွင့်အရေးတွေပြန်ပြီးတော့မယ်အဲ့အခွင့်အရေးတွေကိုတည်တည်ချာချာလေးလုပ်ပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကံကြမ္မာကိုပြန်ပြီးတော့အကောင့်ဘက်ကိုရောက်ဖို့အတွက်ကိုစူးစမ်းဖို့လိုအပ်နေရဆိုရင်အနေထားအဲ့တော့ပြောရမယ်ဆိုရင်လက်ရှိမှာဒီတပတ်တစ်လအတွင်းမှာပိုင်တူးလေးတွေအတွက်ကငွေချင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရုတ်တရက်ကြီးတော့ကိုမျော်လင့်တဲ့အတိုင်းခံစား권တွေရောရှိလာမှာမဟုတ်သေးဘူးလက်တွေ့မှာကိုဘဝထဲမှာအပြောင်းအလဲဖြစ်ပြီးတော့မှကိုကလေကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့အမှုအကျင့်တွေကိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဥပမာအလုပ်ဆိုရင်လည်းဗောအလုပ်ထွက်လိုက်ရတာမျိုးတွေဒါမျိုးတွေဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုထွက်လိုက်ရတယ်ဆိုတာကပိုကောင်းမှုဖြစ်လာတာနော်ဒီလားအဲ့တော့စိတ်ညစ်ဖို့ပြောတာမဟုတ်ဘူးပိုကောင်းမှုဖြစ်လာတာပိုကောင်းတဲ့အရွေးတစ်ခုကိုရဖို့အတွက်အရင်တော့ရှိခဲ့တဲ့အရာအားတွေကအားလုံးကပြောင်းလဲသွားလိမ့်မယ်ပြောင်းလဲပြီးနောက်ပိုင်းမှာပိုကောင်းမှုဖြစ်လာမယ်နော်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှည်ပါသိခံပါကိုယ့်ရဲ့စိတ်ထဲမှာရှိမကောင်းတဲ့စိတ်တွေကိုလွတ်ချပြီးတော့မှပိုကောင်းတဲ့အရာတစ်ခုကိုရဖို့အတွက်ကိုယ့်စိတ်ကိုပြင်ဆင်ထားဖို့ပြောချင်ပါတယ်နော်ဒါပိုင်တူလေးအတွက်ပါ